ဆီယာမကကြောင်းပြောင်းလာတဲ့ចောင်းသားတစ်ကိုထိုင်ကုန်ရွေးခိုင်းပါတယ်။ကောင်လေးကကောင်မလေးရဲ့အနောက်ကခုံကိုချက်ချင်းရွေးလိုက်ပါတယ်။ဒါပေမဲ့သူမဘေးကဖြတ်သွားတဲ့အခါသူ့လွယ်အိတ်ကသူမရဲ့စပင်းနဲ့တွားညှိမိပါတယ်။သူမဘာမှမတုတ်ပြန်တာကိုမြင်တော့သူကမူလကတတိပေးချင်ခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကကက်ကြီးတစ်လက်ကိုရုတ်တရက်ထုတ်လိုက်ပြီးအဲ့ဒီစပင်းစကိုတိုက်ရိုက်ဖြတ်ပစ်လိုက်ပါတယ်။ကောင်မလေးရဲ့အပြုမူကကောင်လေးရဲ့တီးကျင်စိတ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။တကယ်တော့ဒါကသူတို့ပထမဆုံးတွေ့ဆုံခြင်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကောင်မလေးကအမတ်စရင်အရန်ကောင်းပေမဲ့ဆင်းရဲတဲ့မိသားစုကလာတာကြောင့်ချမ်းသာတဲ့ကလေးတချို့ကသူမကိုအမြဲတမ်းအနိုင်ကျင့်လေးရှိပါတယ်။ကြောက်တတ်တဲ့ကောင်မလေးကသူတို့ကိုပြန်မခုခံရဲပဲတိတ်တဆိတ်တီးခံဖို့သာရွေးချယ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာကောင်လေးရုတ်တရက်ပေါ်လာပြီးအဲ့ဒီလူတွေကိုမောင်းထုတ်ပေးခဲ့ပါတယ်။ဒါကကောင်မလေးအကူအညီရရှိခဲ့တဲ့ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ကိုအားငယ်စိတ်ကြောင့်သူမကသူ့ကိုကျေးဇူးတင်စကားပြောဖို့တောင်မေ့သွားခဲ့ပါတယ်။ကောင်လေးကသူမကိုကျေးဇူးတင်စေချင်ပေမဲ့သူ့ပုံစံကအရန်တီကြီးလုံးနေတာကြောင့်ကြောက်တတ်တဲ့ကောင်မလေးကိုလန့်ပြေးသွားစေခဲ့ပါတယ်။ကောင်မလေးကသူတို့ဘယ်တော့မှပြန်ဆုံမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ကောင်လေးကသူမအတန်းထဲကចောင်းသားတစ်ဖြစ်နေမယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။သူမကိုပြဿနာရှာမှာကြောက်တာကြောင့်သူမကအဲ့ဒီစပင်းစ်ကိုဘာမှမတုံဆိုင်ပဲဖြစ်လိုက်တာပါ။အတန်းတက်ခေါင်းလောင်းထိုးတဲ့အခါအဲ့ဒီလူအုပ်စုကကောင်မလေးကိုထပ်ပြီးအနိုင်ကျင့်ဖို့ရောက်လာကြပါတယ်။ကောင်လေးကဆက်ပြီးတီးမခံနိုင်တော့ပါဘူး။သူမကိုထပ်မအနိုင်ကျင့်ဖို့သူတို့ကိုတတိပေးလိုက်ပါတယ်။မာနကြီးတဲ့တထေးသမီးကနောက်မဆုတ်ပဲသူ့နောက်လိုက်တွေကိုကောင်လေးကိုတင်ငန်းစာပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကကောင်လေးရဲ့အင်အားကိုရှော့တွက်မိသွားပါတယ်။အဲ့ဒီမှာဘယ်သူမှသူ့ကိုမနိုင်ကြပါဘူး။တကယ်လို့ကောင်မလေးသာအချိန်မီမတားဆီးခဲ့ရင်ကောင်လေးတယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမှာပါ။ကောင်လေးဘလောက်အစွမ်းထက်လဲဆိုတာမြင်တော့တထေးသမီးကရှက်ရမ်းပြီးထွက်ခွာသွားပါတယ်။ကြောင်းစင်တော့ကောင်မလေးကတထေးသမီးသူမကိုလက်စားချေမှာကြောက်နေခဲ့ပါတယ်။ဒါကြောင့်သူမကတဲထန်စွာရွာတိုးနေတဲ့မိုးထဲမှာကောင်လေးရဲ့အိမ်ကိုသွားခဲ့ပါတယ်။ကောင်မလေးကသူမကို3လလောက်ကာကွယ်ပေးနိုင်မလားလို့မေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမက3လနေရင်ကြောင်းပြီးတော့မှမို့လို့ပါ။ဒါပေမဲ့ကောင်လေးကကောင်မလေးဟာအရန်သူ့ရဲ့ဘောကြောင့်လုံးတယ်လို့ထင်ပြီးသူမပြန်လဲခုခံတတ်ဖို့မျှော်လင့်ခဲ့ပါတယ်။ကောင်မလေးတိတ်ဆိတ်သွားတာကိုမြင်တော့သူကဒေါသတကြီးနဲ့တကားပိတ်ဖို့ကြိုးစားခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ပဲကောင်မလေးကတကားပေါင်ကိုသူမလက်နဲ့ပိတ်ထားလိုက်ပါတယ်။သူမဒဏ်ရာရသွားတာကိုမြင်တော့ကောင်လေးကပိုတောင်ဒေါသထွက်သွားပါတယ်။ကောင်မလေးကသူမကို3လကာကွယ်ပေးဖို့ထပ်ပြီးတောင်းပန်ပါတယ်။သူသဘောတူရင်သူမဘာမဆိုလုပ်ပေးမယ်လို့ပြောပါတယ်။သူမတကယ်တနာစရာကောင်းတယ်လို့ခံစားလိုက်ရပြီးကောင်လေးကသဘောတူလိုက်ပါတယ်။နောက်ပိုင်းမှာကောင်လေးကသူမရဲ့ဒဏ်ရာကိုဂရုတစိုက်ကုသပေးခဲ့ပါတယ်။နောက်တစ်နေ့မှာကောင်မလေးကအဲ့ဒီလူစုရဲ့တားဆီးခြင်းကိုထပ်ခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ကောင်မလေးကပြန်လဲခုခံတက်လာပြီးကောင်လေးတယောက်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ကိုက်လိုက်ပါတယ်။တခြားလူတွေကသူမကိုတိုက်ခိုက်တော့မဲ့အချိန်မှာပဲကောင်လေးကအချိန်မီရောက်လာပြီးသူမကိုကဲတင်လိုက်ပါတယ်။အဲ့ဒီခိုက်တံမှာကောင်မလေးကသူမရဲ့သူရဲကောင်းလို့ထင်လိုက်ပါတယ်။သူမကပြန်လဲခုခံတက်လာပေမဲ့အားနဲ့နေသေးကြောင်းသူ့ကိုပြောပါတယ်။ကောင်လေးကသူ့ရဲ့ကုတ်အင်ဂျီကိုသူမပခုံးပေါ်လွှမ်းချအုံပေးလိုက်ပါတယ်။သူမကိုအနိုင်ကျင့်တဲ့သူတွေကိုပေးဆက်စေရမယ်လို့ပြောလိုက်ပါတော့တယ်။